ညနေမောင်နဲ့ခုမှတွေ့ရလူပါမောင်ရင်တို့ငါပြောကြတော့ရည်စရာပါသမင်ကလေးတို့တို့ဝက်ကညငယ်စဉ်မှာလူတွေမဝင်ခင်သေးတော့အလှပြင်စင်ရှာရင်ရင်ကုန်းကုန်းပြောမယ်တောတသက်မှုပြည့်တော်ရရွှွတွေကစီပရီလောက်ခါတုံးတပါတယ်အုံမခွက်ကိုရှာဒေါ်လာများ15ပြားလောက်ဆွဲရထားကိုများကမြောက်စားပြီးမဲ့ဟိုတုန်းကလည်းမပြောပါကိုများကမြောက်စားပြီးမဲ့ဟိုတုန်းကလည်းမပြောပါကျမတို့စီကိုလိုက်လို့ပို့ပါလိုက်လို့ပုံမဲ့ပြောလို့သူများတယောက်ထားကြတာတော့နေနေရအတော်မလို့တော်အစမ်းမလို့ပြောနှဝင်ချိုးမလို့ပြောသဘောကြိုက်တဲ့ဖြစ်မလိုက်နိုင်ပါပြီတခါရွှေပြည်စိုး